မင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အရင်တစ်ပတ်ကကျွန်တော်တီးထားခဲ့တဲ့မြနန္ဒာတချင်းလေးရဲ့ရှေ့ရ intro တက်ပင်လေးကိုကျွန်တော်တို့ညီကိုမောင်နှမတွေအပျော်တမ်းလိုက်လံတီးခတ်လို့ရအောင်လက်စင်အနည်းလေးပြပေးမှာဖြစ်ပါတယ်ဒီတော့အရင်ဦးဆုံးပြောချင်တာကတော့ဒီတချင်းကိုဒီလိုတီးတဲ့ပုံစံကပေါ့နော်ရှေ့မှာကျွန်တော်တို့ရဲ့လေးစားချစ်ခင်ရတဲ့ဆရာချစ်ကအရင်တီးထားတာဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ကကြည့်ပြီးကမှအားကြပြီးလိုက်တီးရတာပေါ့နော်ဒီတော့ဆရာချစ်တီးပြီးသားလေးကိုကျွန်တော်အနေနဲ့လိုက်တီးတာတွေခုလိုလက်စင်လောက်တာတွေကြတော့ရင်ထဲမှာကြောက်ရွံ့မိပါတယ်ဘာဖြစ်လို့ဆိုတာပုံမှန်လေးပြောရင်ကျွန်တော်တို့လက်တွေဆိုတာလည်းဘာမှဟုတ်တာမဟုတ်ဘူးလေနော်ဒါကြောင့်မလို့ပါအခုကျွန်တော်တီးထားတဲ့အထဲမှာဆိုရင်လည်းပဲအလုံးစုံကဆရာချစ်တီးသလိုမျိုးနဲ့တူးမနေပါဘူးတချို့နေရာလေးတွေမှာဆိုလို့ရှိရင်ကျွန်တော်လက်နဲ့အဆင်ပြေအောင်ပြုပြင်ထားတာမျိုးလေးတွေရှိပါတယ်အခုကျွန်တော်ပြပေးတယ်ဆိုတာလည်းပဲဒါကျွန်တော်တီးတဲ့အတိုင်းလေးကျွန်တော်ရဲ့ချစ်ခင်ကြတဲ့ညီကိုမောင်နှမတွေလိုက်တီးရတာအဆင်ပြေအောင်လို့အနေလေးပြပေးတဲ့သဘောမျိုးပဲဖြစ်ပါတယ်เนาะဟုတ်ပြီအဲ့တော့ဒီတော့ကျွန်တော်ရှေ့မှာတီးထားတာလေးကိုအရင်ဆုံးတစ်ခါတော့ပြန်ပြီးတော့ကြည့်လိုက်ရအောင်เนาะကဲဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့တွေစပြီးတော့ရင်ပြောကြရအောင်ဒီတော့ဒီတချင်းကိုတီးတဲ့နေရာမှာကျွန်တော်တို့ကဘယ်လက်ရောညာလက်ရောလက်နှစ်ဖက်စလုံးကကျွန်တော်တက်ပင်လေးကြီးတီးရမှာဖြစ်ပါတယ်အဲ့တော့ဒီနေရာမှာဆိုရင်အရေးကြီးဆုံးတစ်ခုကတငယ်ချင်းတို့ရဲ့ဘယ်ဘက်လက်ဖြစ်ပါတယ်ဒီဘယ်ဘက်လက်ကကျွန်တော်တို့ရဲ့ဒီလက်တန်းပေါ့เนาะဘယ်ဘက်လက်ရဲ့လက်တန်းကဂီတာကြိုးတွေကိုထိထားရမှာဖြစ်ပါတယ်အခုဒီမှာကျွန်တော်ပြထားသလိုကြိုးတွေပေါ်မှာအခုလိုလေးတင်းထားရမယ်ထိထားရမယ်လက်တန်းနဲ့เนาะလက်တန်းနဲ့မရရင်ဒီလက်ကြော်ရတယ်เนาะဘယ်လက်နဲ့ဖြစ်ဖြစ်အဓိကတော့ကျွန်တော်တို့ကအဓိကတီးမှာကဘယ်ဘက်လက်ညိုးနဲ့တီးမယ်ညာဘက်လက်ညိုးနဲ့တီးမယ်ဒီလက်ညိုးနဲ့ချောင်းကိုပဲအဓိကသုံးမှာပေါ့နော်အဲ့တော့ဒီဘက်ကပိုနေတဲ့လက်ချောင်းတွေဒီလက်တန်းတွေလက်ကြွယ်တွေစတာတွေနဲ့ဂီတာကြိုးတွေကိုကျွန်တော်တို့ထိထားရမှာဖြစ်ပါတယ်အရန်လည်းပဲအားကြီးနဲ့မဖိနဲ့ဖိလိုက်လို့ရှိရင်လည်းပဲအတန်တွေထွက်လာလိမ့်မယ်เนาะအဲ့တော့ထိယုံနေထိထားရင်ရပါပြီဒါဟော်လိုဂီတာနဲ့ပဲတီးတီးကုလို electric နဲ့ပဲတီးတီးအတူတူပဲเนาะဘာနဲ့တီးတီးရတယ်เนาะတချို့ကြတော့ရှိတတ်တယ်ကျွန်တော်တို့ဒီ hollow electric နဲ့တီးလို့ hollow နဲ့တီးလို့မရတော့ဘူးလားပေါ့နော်မဟုတ်ဘူးအတူတူပဲ hollow နဲ့လည်းပဲလိုက်တီးလို့ရတယ်ဘယ်ဟာနဲ့ပဲတီးတီးတကယ်ကျွန်တော်ကလက်တန်းကိုခုလိုမျိုးကျိုးတွေကိုထိထားရင်ရပါပြီဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့တွေစပြီးတော့ရင်သူ့ရဲ့ဒီအကွက် position လေးတွေစပြီးတော့ရင်ပြောပေးမယ်နော်အဲ့တော့ခုလိုမျိုးလေးထားလိုက်ပြီးဆိုရင်တကယ်ကျွန်တော်ရဲ့ဘယ်ဘက်လက်ညိုးနဲ့နော်ဘယ်ဘက်လက်ညိုးနဲ့နှစ်ကြိုးရှစ်ကွက်တစ်ချက်စပြီးတော့ရင်ပေါက်မယ်ဟုတ်ပြီနော်ပြီးပြီဆိုရင်ညာဘက်လက်ညိုးနဲ့နှစ်ကြိုး10ခွက်တစ်ချက်ပေါက်မယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါပထမတစ်ချက်နဲ့ဒုတိယတစ်ချက်ရပြီเนาะပြန်တီးကြည့်ရအောင်ပြီးပြီဆိုရင်တကယ်ချင်းတို့ရဲ့ဘယ်ဘက်လက်ညိုးနဲ့တစ်ကြိုး9ခွက်ကိုတစ်ချက်ပေါက်မယ်ပြီးရင်ညာဘက်လက်ညိုးနဲ့နှစ်ကြိုး10ခွက်ကိုတစ်ချက်ပြန်ပေါက်မယ်ဟုတ်ပြီဒီထိပြီးပြီဆိုရင်တော့ကျွန်တော်တို့ဘယ်ဘက်လက်ညိုးနဲ့နှစ်ကြိုး10ခွက်တစ်ချက်ပေါက်မယ်ပြီးရင်အတန်မြည်နေတဲ့အချိန်မှာပဲကျွန်တော်တို့ဖိပြီးတော့ရင်ရှေ့က9ခွက်အထိ slide ဆွဲမယ်เนาะဒီမှာဒီလိုပေါ့โอเคเนาะဒါတငယ်ချင်းတွေရမယ်ထင်ပါတယ်ပြန်ပြီးတီးကြည့်အောင်အစအနေကိုရောက်တဲ့အထိလေးเนาะလိုက်ကြည့်မယ်ဟုတ်ပြီเนาะဒီထိရမယ်ထင်ပါတယ်ပြီးပြီဆိုရင်တော့တငယ်ချင်းတို့ရဲ့လက်ညှိုးနဲ့ကျွန်တော်တို့တွေ3ကြိုး6ခွက်တစ်ချက်ပေါက်မယ်เนาะပြီးရင်အဲ့လိုမျိုးလေးကျွန်တော်တို့3ကြိုး6ခွက်ကိုလက်ညှိုးရောက်ပြီးသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဒီဘယ်ဘက်လက်ညှိုးက3ကြိုး9ခွက်ကိုတစ်ခါတည်းတင်ထားလိုက်ဖိထားလိုက်ဖိထားပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင်ဒါခုအချိန်မှာဆိုရင်ညာဘက်လက်ညှိုးကလည်းပဲညာဘက်လက်ညှိုးကလည်းဒီမှာ3ကြိုး6ခွက်မှာရှိတယ်ဘယ်ဘက်လက်ညှိုးကလည်း3ကြိုး9ခွက်မှာရှိတယ်ဒီလိုအနေထားလေးဖြစ်သွားပြီအဲ့ဒီအချိန်မှာကျွန်တော်တို့ကညာဘက်လက်ညှိုးကိုဒါ pull off လုပ်လိုက်တာပေါ့နော် pull off လုပ်တဲ့သဘောတရားပါပဲဟုတ်ပြီနော်လိုလေးတွန်းထုတ်လိုက်တာပေါ့နော်လိုလေးတွန်းထုတ်လိုက်တယ်အတန်ကဒီကအတန်ထွက်သွားတာပေါ့9ခွက်ရဲ့အတန်ထွက်သွားတာပေါ့နော်ဒီလိုဟုတ်ပြီနော်အဲ့တော့ရင်ကျွန်တော်တငယ်ချင်းတွေရှုပ်သွားမှာဆိုလို့ကျွန်တော်အစကနေခုရောက်တဲ့အထိဖြည်းဖြည်းလေးတစ်ခေါက်ပြန်ပြီးပြပေးမယ်နော်တစ်ချက်ကြည့်မယ်ဟုတ်ပြီနော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့လက်ညှိုးနဲ့
ညာဘက်လက်ညှိုးနဲ့4ကြိုးဒီမှာကျွန်တော်10ခွက်ပေါ့နော်4ကြိုး10ခွက်တစ်ချက်တီးမယ်ဟုတ်ပြီနောက်တစ်ချက်ထပ်တီးမယ်ပြီးရင်နောက်တစ်ချက်ကကျွန်တော်တို့ဘယ်ဘက်လက်ညှိုးနဲ့3ကြိုး9ခွက်တီးမယ်ပြီးရင်ညာဘက်လက်ညှိုးနဲ့3ကြိုး9ခွက်တီးမယ်ဟုတ်ပြီနော်အဲ့တော့အစအနေခုရောက်တဲ့အထိတစ်ခေါက်လောက်ပြန်တီးကြည့်အောင်ဟုတ်ပြီနော်အဲ့လိုပေါ့နော်ပြီးပြီဆိုရင်တော့ဒီမှာ4ကြိုးကျွန်တော်တို့တွေ6ခွက်မှာ2ချက်တီးမယ်ပြီးနောက်တစ်ချက်ထပ်တီးမယ်တီးပြီးအတန်မြည်နေတဲ့အချိန်မှာပဲကျွန်တော်တို့ဖိပြီးတော့10ခွက်ကို slide ဆွဲမယ်ဟုတ်ပြီနော်မှာပြီးရင်ဘယ်ဘက်လက်ညှိုးနဲ့3ကြိုး9ခွက်တီးမယ်ပြီးရင်5ကြိုး10ခွက်2ချက်တီးမယ်ပြီးရင်ကျွန်တော်တို့တွေ4ကြိုး10ခွက်တစ်ချက်တီးမယ်ဟုတ်ပြီနော်ဒါလေးကိုတစ်ဖြတ်မှတ်ကြတာပေါ့နော်ဟုတ်ပြီအဲ့တော့အစကနေခုရောက်ပြီးသွားတဲ့အထိကိုဖြည်းဖြည်းလေးအနည်းဆုံးကျွန်တော်တီးပြပေးမယ်တကယ်ချင်းတွေတစ်ချက်လောက်သတိလေးထားပြီးလိုက်ကြည့်မယ်နော်ဟုတ်ပြီနော်ဒီထိအားလုံးနားလဲကြမယ်ထင်ပါတယ်ပြီးရင်တော့အဲ့ဒါလေးရောက်ပြီပေါ့နော်ဆိုတော့အဲ့ဒီမှာဆိုရင်ကျွန်တော်တို့တငယ်ချင်းတို့ရဲ့ဘယ်ဘက်လက်ညှိုးနဲ့ကျွန်တော်တို့တွေ4ကြိုး9ခွက်တီးမယ်ပြီးရင်ညာဘက်လက်ညှိုးနဲ့2ကြိုး10ခွက်တီးမယ်ဟုတ်ပြီနော်ဒါဆိုလို့ရှိရင်တူညီတဲ့ optic တွေဖြစ်ပါတယ်နော်ပြီးရင်ကျွန်တော်တို့တွေသူ့ရဲ့အပေါ်မှာဘယ်ဘက်လက်ညှိုးနဲ့5ကြိုး9ခွက်တစ်ချက်တီးမယ်ပြီးရင်3ကြိုး9ခွက်တစ်ချက်တီးမယ်ဟုတ်ပြီနော်အဲဒီလိုဖြစ်မှာပေါ့နော်ပြီးပြီဆိုရင်တော့ကျွန်တော်တို့တွေသူ့အောက်ကခုနကရှေ့မှာတီးခဲ့တဲ့ဥစ္စာ4ကြိုး9ခွက်ပြီးရင်2ကြိုး10ခွက်ဟုတ်ပြီနော်အဲ့တော့ဒီလိုဖြစ်မယ်ဟုတ်ပြီနော်ပြန်တီးကြည့်မယ်ဟုတ်ပြီနော်ဒါရမယ်ထင်ပါတယ်ပြီးပြီဆိုရင်တကယ်ချင်းတို့ရဲ့ဘယ်ဘက်လက်ညှိုးနဲ့1ကြိုး9ခွက်တစ်ချက်တီးမယ်ပြီးရင်ညာဘက်လက်ညှိုးနဲ့1ကြိုး10ခွက်တီးမယ်ပြီးရင် pull off လုပ်လိုက်မယ်ကုတ်ချလိုက်တာနော်မှာပြီးပြီဆိုတာနဲ့တကယ်ချင်းတို့ရဲ့ညာဘက်လက်ညှိုးနဲ့2ကြိုး10ခွက်တီးမယ်ဟုတ်ပြီနော်အဲ့တော့ဒီထိရမယ်ထင်ပါတယ်နော်ပြီးပြီဆိုရင်လက်တွေကိုဒီဘက်ကိုလာလိုက်မယ်ပြီးရင်တကယ်ချင်းတို့ရဲ့ဘယ်ဘက်လက်ညှိုးနဲ့2ကြိုး10ခွက်တီးမယ်ပြီးရင်လက်ညှိုးညာဘက်လက်ညှိုးနဲ့2ကြိုး12ခွက်တစ်ချက်တီးမယ်ပြီးရင် pull off လုပ်မယ်ပြီးပြီဆိုရင်ညာဘက်လက်ညှိုးနဲ့ပဲကျွန်တော်တို့ဒီ3ကြိုး12ခွက်တီးမယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုပေါ့โอเคเนาะအဲ့တော့ရင်ခုနကရှေ့ရနေပြီကျွန်တော်တို့ဒုတိယတစ်ဖြတ်စားခဲ့တဲ့နေရာကနေပြန်တီးကြည့်အောင်ဟုတ်ပြီเนาะပြန်တီးမယ်ဖြည်းဖြည်းလေးပြန်တီးမယ်ကျွန်တော်တီးရမြန်သွားလို့เนาะဟိုကရှုပ်သွားမှာဆိုလို့ပါပြန်တီးကြည့်အောင်ဟုတ်ပြီနော်ဒါဆိုရင်နားလည်မယ်ထင်ပါတယ်နောက်တစ်ခုကကြတော့ရင်ဘယ်ဘက်လက်ညှိုးနဲ့2ကြိုး10ခွက်တစ်ချက်တီးမယ်ပြီးရင်ညာဘက်လက်ညှိုးနဲ့3ကြိုး12ခွက်တီးမယ်ဟုတ်ပြီနော်ပြီးရင်ဒီညာဘက်လက်ညှိုးကိုပဲဖိထားရင်းနဲ့ကျွန်တော်တို့ရှေ့ကဒါ17ခွက်ပေါ့နော်အဲ့ဒီ17ခွက်ကိုကျွန်တော်တို့ select ကလေးတွန်းလိုက်မယ်ဟုတ်ပြီနော်ဒါဆိုရင်သဘောပေါက်မယ်ထင်ပါတယ်ပြီးပြီဆိုရင်ဒီဘယ်ဘက်လက်ကိုဒီဘက်ကိုလာပြီးရင်2ကြိုး5ခွက်တစ်ချက်တီးမယ်2ကြိုး5ခွက်နော်ဟုတ်ပြီအဲ့တော့ရင်ခုနကကျွန်တော်တို့ဒုတိယတစ်ဖြတ်စားခဲ့တဲ့နေရာကနေခုရောက်တဲ့အထိ
ဖြည်းဖြည်းလေးတစ်ခါတော့ပြန်ကြည့်ကြည့်အောင်เนาะတော်ကြကြဟိုရှုပ်သွားမှာဆိုလို့ပါပြန်ကြည့်မယ်ဟုတ်ပြီเนาะဒါဆိုရင်သဘောပေါက်မယ်ထင်ပါတယ်ပြီးရင်ပထမဦးဆုံးကျွန်တော်တို့တွေဒီဘယ်ဘက်လက်ညှိုးနဲ့เนาะဒီမှာ4ကြိုး5ခွက်တစ်ချက်တီးမယ်ပြီးရင်ညာဘက်လက်ညှိုးနဲ့2ကြိုး8ခွက်တီးမယ်ဟုတ်ပြီเนาะပြီးရင်ဘယ်ဘက်လက်ညှိုးပြန်တီးမယ်ပြီးရင်ကျွန်တော်ညာဘက်လက်ညှိုးနဲ့2ကြိုးဒီမှာ10ခွက်ဟုတ်ပြီเนาะအဲ့တော့ဒီလိုပေါ့ဟုတ်ပြီเนาะနားလည်မယ်ထင်ပါတယ်เนาะပြီးရင်အဲ့ဒီညာဘက်လက်ညှိုးနဲ့ပဲကျွန်တော်တို့ဒီဘက်က3ကြိုး6ခွက်ကိုတစ်ချက်တီးမယ်ဟုတ်ပြီเนาะ3ကြိုး6ခွက်တစ်ချက်တီးမယ်ပြီးပြီဆိုရင်ဒီဘယ်ဘက်လက်ညှိုးနဲ့ကျွန်တော်တို့2ကြိုး8ခွက်ကနေ9ခွက်ကို slide ဆွဲမယ်ဟုတ်ပြီเนาะ slide ဆွဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီညာဘက်လက်ညှိုးနဲ့3ကြိုး6ခွက်ကနေ9ခွက်ကို slide ဆွဲမယ်ဟုတ်ပြီเนาะအဲ့တော့ဒီလိုပေါ့โอเคเนาะဟုတ်ပြီအဲ့တော့ရင်ကျွန်တော်တို့တွေဒီဒုတိယတစ်ဖြတ်စားခဲ့တဲ့နေရာနေကူးရောက်တဲ့အထီကိုတစ်ခေါက်လောက်ပြန်ကြည့်ကြရအောင်ဟုတ်ပြီเนาะဒီလောက်ဆိုရင်ကျွန်တော်မျိုးတွေနားလဲသဘောပေါက်မယ်ထင်ပါတယ်နောက်တစ်ခါတော့ပြန်ကြည့်ကြည့်မယ်ဟိုတခြားရှုပ်သွားမှာဆိုလို့เนาะဒီပုံစံကကြတော့ကျွန်တော်တို့တီးနေကြဒီပထမနဲ့တီးနေကြပုံစံမဟုတ်ဘူးလေเนาะဒါကြောင့်မို့လို့ပါတစ်ချက်လောက်ပြန်ကြည့်ကြည့်အောင်ဟုတ်ပြီเนาะဒီလောက်ဆိုရင်တော့သဘောပေါက်သွားပြီထင်ပါတယ်เนาะပြီးရင်နောက်ဒီမှာဆိုရင်5ကြိုး3ခွက်เนาะ5ကြိုး3ခွက်တီးမယ်ပြီးရင်လက်ညှိုးကကျွန်တော်တို့ဒီ3ကြိုး5ခွက်เนาะ3ကြိုး5ခွက်တီးမယ်အဲ့တော့အဲ့ဒါကိုနှစ်ခေါက်တီးမယ်ဟုတ်ပြီเนาะပြီးရင်ဒီဘက်ကိုကျွန်တော်တို့ဒီဟိုးလာလိုက်မယ်ဒီတစ်ခွက်ကြော်ပေါ့เนาะဒီမှာဆိုရင်5ကြိုး5ခွက်ရယ်3ကြိုး9ခွက်ရယ်အဲ့ဒါကိုရှေ့ရလို့ပဲကျွန်တော်နှစ်ခေါက်စီတီးမယ်ပြီးနောက်ထပ်တစ်ခွက်ကြော်မယ်5ကြိုး9ခွက်ရယ်3ကြိုး9ခွက်ရယ်ခုနလိုပဲကျွန်တော်နှစ်ခေါက်စီတီးမယ်အဲ့တော့ဒီလိုပေါ့နော်အစအနေပြန်တီးမယ်ဟုတ်ပြီနော်ပြန်တီးကြည့်အောင်ပြီးပြီဆိုရင်4ကြိုး5ခွက်ရယ်ကျွန်တော်တို့ဒီဘက်က2ကြိုး8ခွက်ရယ်ဟုတ်ပြီเนาะဒီလိုဖြစ်မယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ဒုတိယတစ်ဖြတ်စားခဲ့တဲ့နေရာကနေခုရောက်တဲ့အထိတစ်ခေါက်လောက်ဖြည်းဖြည်းလေးပြန်ကြည့်ကြရအောင်เนาะပြီးပြီဆိုရင်အဲ့နေရာရောက်မှာပေါ့နော်အဲ့တော့ရင်ဒီမှာကြည့်မယ်ဆဆအုပ်ချင်းတီးခဲ့တော့နဲ့သဘောတရားချင်းတူပါတယ်သူကဒီကျွန်တော်တို့ဘယ်ဘက်လက်ညှိုးနဲ့ကျွန်တော်တို့တွေဒီ2ကြိုး8ခွက်ပေါ့နော်2ကြိုး8ခွက်တစ်ချက်တီးမယ်ပြီးရင်ညာဘက်လက်ညှိုးနဲ့2ကြိုး10ခွက်တီးမယ်ပြီးရင်ဘယ်ဘက်လက်ညှိုးနဲ့1ကြိုး9ခွက်တီးမယ်ဟုတ်ပြီနော်တော့ဒီလိုပေါ့ပြီးရင်ညာဘက်လက်ညှိုးနဲ့2ကြိုး10ခွက်တစ်ချက်တီးမယ်ဟုတ်ပြီနော်ပြီးရင်အပေါ်မှာကျွန်တော်5ကြိုး9ခွက်ရယ်ဒီဘက်ကညာဘက်လက်ညှိုးကကြတော့ရင်3ကြိုး9ခွက်ရယ်အဲ့ဒါကိုနှစ်ခေါက်စီနော်
ပြီးရင်သူ့အောက်ကိုဆင်းလိုက်မယ်4ကျိုး9ကွက်ရဲ့2ကျိုး10ကွက်ရဲ့အဲ့ဒါကိုခုနလိုပဲနှစ်ခေါက်တီးမယ်အဲ့တော့အဲ့လိုဖြစ်မှာပေါ့နော်အဲ့တော့ဒီလိုပြန်ဖြစ်မယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့ရှေ့မှာပြခဲ့တဲ့ဥစ္စာလေးပြန်တီးမှာဖြစ်ပါတယ်ဒါကျွန်တော်မပြောတော့ဘူးเนาะရှေ့မှာဒီနေရာပြောပြီးသားဖြစ်ပါတယ်တစ်ချက်ကြည့်ကြည့်မယ်နော်နားမိမှထင်တယ်နော်ဟုတ်ပြီပြီးပြီဆိုရင်ကျွန်တော်တို့ဟိုးအစာဆုံးကပုံစံဖြစ်ပါတယ်ဆဆဦးချင်းကျွန်တော်ပြောခဲ့တဲ့ဥစ္စာပြန်ပြီးတော့ရင်သတိရမယ်နော်ဒီမှာပြီးရင်နောက်ဆုံးကြတော့ဒီလိုလေးဖြစ်သွားမယ်ကျွန်တော်တို့လက်ညိုးက6ကျိုး8ကွက်ဒီဘယ်ဘက်လက်ညိုးက6ကျိုး8ကွက်ညာဘက်လက်ညိုးက4ကျိုး10ကွက်ပေါ့နော်အဲဒီလိုဖြစ်သွားမှာဖြစ်ပါတယ်ဂျားရီယာဥစ္စာတွေကတော့ဟွာပေါ့နော်ခုနကကျွန်တော်ပြောတဲ့ဥစ္စာရှေ့ရဥစ္စာဆိုတာကိုကျွန်တော်မျိုးတွေနားလည်ကြမယ်ထင်ပါတယ်နော်အဲ့တော့ရင်ကျွန်တော်တို့အစားနေပြီးတော့ရင်နောက်ဆုံးအဆုံးအထိကိုကျွန်တော်တကယ်ချင်းနေအကုန်လုံးဆက်ကြည့်လို့ရအောင်လို့တစ်ခေါက်ဖြည်းဖြည်းလေးပြမယ်နော်โอเคစမယ်ကျွန်တော်မျိုးတွေအားလုံးဒီသချင်းလေးကိုလိုက်လံတီးခတ်တဲ့နေရာမှာအစီအပြေချောင်းဝဲမှုရှိကြပါစေလို့ကျွန်တော်ကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်အားလုံးချစ်ခင်ကျေးဇူးတင်ပါတယ်တခုနောက်ဆုံးအနေနဲ့စာကျွင်းပေါ့နော်စကားကျွင်းအနေနဲ့ပြောချင်တာကတော့အခုဒီဟာကိုတီးတဲ့နေရာမှာကျွန်တော်တို့ကလိဂီတာတီးခတ်တဲ့နေရာမှာအနေထားလေးတစ်ခုလေ့ကျင့်ပူးတဲ့သူတွေမှသာတော်တော်အဆင်ပြေဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ခုမှလုံးဝစာလုံးလေးထားတဲ့သူကတော့လိုက်တီးနည်းနည်းလေးနည်းနည်းမို့တော်တော်လေးတိုင်ပတ်နိုင်တဲ့တိခန့်ဒီပုံစံဖြစ်ပါတယ်เนาะဒါလေးကိုတော့ကျွန်တော်စကားခံနေပါတယ်အားလုံးကိုချစ်ခင်ကျေးဇူးတင်ပါတယ်เนาะကျွန်တော်တို့ဒီ online သင်တန်းကတော့အများတန်းရှိပါတယ်စနေရစီအများရှိပါတယ် online သင်တန်းပြီးကြတော့ဒီအပြင်လူတွေသင်တန်းကကြတော့ကျွန်တော်တို့နောက်လ match လ20ရက်နေ့မှာရန်ကုန်တောင်ဥက္ကလာမြို့နယ်မှာစီစဉ်ပေးထားပါတယ်လူဦးရေကလည်းပဲနောက်ထပ်2ယောက်3ယောက်လောက်ပဲကျွန်တော်လက်ခံလို့ရပါတော့တယ်ဒီတော့အပြင်သင်တန်းစီစဉ်ပေးသွင်းနေတာပဲဖြစ်ဖြစ် online သင်တန်းအနံ့ကျင်တာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ဒီ Viber နံပါတ်ကိုလည်းလာပြောလို့ရတယ်ဒီ MIC Guitar School Page Messenger မှာလည်းလာပြောလို့ရတယ်လို့ကျွန်တော်ရဲ့ဒီ TikTok အကောင့်ပေါ့နော်ဇွဲလျံအကောင့်မှာလည်းပဲအချိန်မီလာရောက်သင်တန်းအနံ့နိုင်ပါတယ်ကျွန်တော်ညီကိုမောင်နှမတွေအားလုံးကျန်းမာချမ်းသာကြပါစေ